Hello ပေါ်ဒီနေ့ဒီရတော့ကျမ်းမာရေးနဲ့ပတ်သက်တဲ့စကားနည်းနည်းလောက်လေ့ကျင့်ကြပါမယ်။ပထမဆုံးအကောင်လုံးရင်းနှီးပြီးသားဖြစ်တဲ့ဂူမူစတာကာမူစတာအတူတူပဲဒီစာလုံးကနေစပြီးတော့လေ့ကျင့်ကြမယ်။အဲ့တော့ဒီကာမူစတာဆိုတာကအခြေအနေတွေအလိုက်မေးလို့ရတယ်ပေါ့နော်။သူကကျမ်းမာရေးကိုလည်းမေးလို့ရတယ်။အခုလက်ရှိအနေအထားကိုလည်းမေးလို့ရတယ်။တော်တော်များများကတော့ကာမူစတာလို့မသွင်းပဲနဲ့ဒီအတူကအနေနဲ့မူစတာလို့ပဲမေးကြတာပေါ့နော်မူစတာကမင်းနေကောင်းရဲ့လားမင်းအဆင်ပြေရဲ့လားအဆင်ပြေတာကိုကြတော့ရှေ့တော့နောက်တစ်မျိုးမေးလို့ရတယ်ဆိုတော့ဒီမှာနေကောင်းရဲ့လားလို့ပဲမေးမယ်ပေါ့နော်နေကောင်းပါတယ်ကိုကြတော့ရှေ့တော့တချို့ကြတော့မပူတီတစ်လုံးပဲပြောတယ်ပေါ့နော်အဲ့တော့စကားပြောတဲ့အခါမှာနာမန်ဆိုတဲ့စာလုံးကိုထည့်စီခြင်းပါတယ်ပို့ပြီးတော့လေးနဲ့တဲ့ပို့ပြီးတော့စကားပြောရတာအရသာရှိတယ်ပေါ့နော်မပူတီနာမကောမာပူတီနာမန်အကောကျမနေကောင်းပါတယ်ကျမနေမကောင်းဘူးဆိုတာကိုကြတော့မစမဆိုတော့အမ်ပကီယမ်ဒမ်ယမ်ဒန်ကခန်းစားချက်ဒီမှာကပကီပေါင်းထားတဲ့အဲ့တော့သူခန်းစားနေရတဲ့ခန်းစားချက်ကိုပြောတာပါကိုကျွန်တော်ကျမစမအမ်ပကီယမ်ဒန်ကိုမစမအမ်ပကီယမ်ဒန်ကိုကျမနေလို့ထိုင်လို့မကောင်းဘူးနေရတာမကောင်းဘူးပြောတာပေါ့နော်အောင်စကေနောက်ဦးလို့ကောကျမကောင်းကြိုက်တယ်ဒါကိုကျွန်တော်နောက်တစ်မျိုးပြောလို့ရတယ်ဒီနာမဝိသေသနာဆိုတဲ့ပန်ဥယျာဉ်နဲ့ပြောလို့ရတယ်ပေါ့နော်မဆကေအောင်ဦးလို့ကောဒီလိုပြောရင်လည်းရတယ်ဒီမှာတော့မရေးပြတော့ပါဘူးအတော့အများဆုံးကတော့အောင်စကေနောက်ဦးလို့ကောဦးလို့ကောကိုကကျွန်တော်ရဲ့ကောဦးလို့ကောကျွန်တော်ရဲ့ကောင်းအောင်စကေနောင်ဦးလို့ကောကျွန်တော်ရဲ့ကောင်းကြိုက်တယ်အောင်စကေနောင်တီယံကိုအောင်စကေနောင်တီယံကိုကျမပိန်းနာတယ်ပိန်းအောင်တယ်ဖျားတယ်ဆိုတာကိုလာငတ်လို့တောင်းပါတယ်မိုင်လာငတ်အကောဒီလိုမပြောဘဲနဲ့ကျတော့ကဒီအချိန်ကာလတစ်ခုကိုဖော်ပြမှာဖြစ်တဲ့အတွက်နီလာလာငတ်အကောဒီလိုမျိုးသုံးရင်လည်းရတယ်မင်းဖျားနေတယ်ဆိုလို့ရှိရင်လည်းနီလာလာငတ်ကဒီလိုမျိုးပြောလို့ရတယ်ပေါ့နော်အဲ့တော့ကိုယ်တိုင်ဖျားမှာကိုပြောချင်တယ်ဆိုရင်ကနေရာမှာအကိုထင်းရင်ရပါပြီသူဆိုရင်လည်းချားကိုထည့်မယ်သူတို့ဆိုရင်လည်းနီလာကိုထည့်မယ်ပေါ့နော်ဦးမီနုံတောက်ခဲ့သည်ကနဘာမင်းတောက်ပြီးပြီလားနံကဘောစေးကိုမင်းတောက်ပြီးပြီလားမြန်မာလိုဆိုရင်စေးတောက်ပြီးပြီလားပေါ့နော်ဦးမီနုံကနဘာနံကမောဦးမီနုံကနဘာနံကမောမင်းစေးတောက်ပြီးပြီလားနောက်တစ်ခုကဒီငါမင်းကိုစိတ်ပူတယ်ဆိုတဲ့စာလုံးမှာငကအာလာလာနဲ့တုံးထားတယ်ပေါ့နော်ငကအာလာလာကားတန်ပါပါတယ်ဒီမှာတကယ်လို့ဒီနေရာမှာနာအာလာလာလို့ဖတ်လိုက်တာနဲ့ကျတော့ဘာဖြစ်သွားလဲဆိုတော့လေအတိုင်းပဲပြောင်းသွားတယ်ဘယ်လိုမျိုးလဲဆိုတော့အာလာလာဆိုတဲ့စာလုံးကမူရင်းစာလုံးဖြစ်တယ်ဟုတ် NAG နဲ့ပေါင်းNA နဲ့ပေါင်းအာလာလာဆိုတာကမူရင်းစာလုံးဖြစ်တယ်တလုံးတည်းပဲဖြစ်တယ်တကယ်လို့ဒီနေရာမှာဦးလာပေဆိုတဲ့ NAG ပေါင်းလိုက်တာနဲ့ကျတော့ကတယောက်ယောက်အတွက်စိတ်ပူပေးတာတယောက်ယောက်အတွက်စိုးရင်ပေးတာအတိုင်းပဲကဒီလိုမျိုးနော်ဒါမှမဟုတ်ပဲနဲ့ NAG မဟုတ်ပဲနဲ့ NA နဲ့ပေါင်းလိုက်တာဆိုရင်ဘာဖြစ်သွားလဲဆိုတော့အတိုင်းပဲမတူတော့ဘူးတယောက်ယောက်ကိုမှတ်မိတာတယောက်ယောက်ကိုတတိယတာဖြစ်သွားတယ်အဲ့တော့လေပြောချင်တာကဘာလဲဆိုတော့အတန်ထွက်တဲ့အခါမှာကားတန်ပေါအောင်ထွက်ရတယ်ပြီးတော့စိုးရိမ်တာနဲ့စိတ်ပူတာနဲ့နီးစပ်တယ်တူတယ်ဒါပေမဲ့ခွဲပြီးပြောရင်တော့အတိုက်ပဲလေးနည်းနည်းလွဲတယ်ပေါ့နော်ဒါပေမဲ့သူ့ကိုအတူတူသုံးလို့ရတယ်နောက်တစ်ခါ NA နဲ့ပေါင်းလိုက်တယ်ဆိုရင်အာလာလာဆိုတဲ့စာလုံးကိုနအာလာလာဆိုတာနဲ့ကျတော့ဘာဖြစ်သွားလဲဆိုတော့တတိယတာမှတ်မိတာအဲ့တော့မှတ်မိတာနဲ့တတိယတာနဲ့နည်းနည်းနီးစပ်တယ်ဒါပေမဲ့စကားပြောရင်တော့အထိုက်ပဲနည်းနည်းလွဲသွားနိုင်တယ်ပေါ့နော်ငကအာလာလာလန်အကိုဆက်ရောငကအာလာလာလန်အကိုဆက်ရောဒီနေရာမှာလမ်းမတည့်ပဲနဲ့ပြောရင်လည်းရတယ်ငကအာလာလာအကိုဆက်ရောငါမင်းအတွက်စိတ်ပူတယ်ငါမင်းကိုစိုးရိမ်တယ်ခီစင်ကနပါအဲ့ရထားပြီလားမတူတူလောက်ကနပါမတူတူလောက်ကနပါမေအိတ်တော့မလို့လားမတူတူလောက်ကနပါ
Matutulo na ako. Matutulo na ako. Chama ay nindome. Matutulo na ako. Chando ay nindome no. Inaantok ako. Inaantok ako. Chando ay chinde. Di niya magusto na mapyobabu. Inaantok ako. Chama ay chinde. Chando ay chinde. Matulog ka ng maaga. Soso egg ba? Soso egg ba? Matulog ka ng maaga. Hindi ako makatulog. Hindi ako makatulog. Elo mapyobu. Chando elo mapyobu. Hindi ako makatulog. Hindi ako makatulog. Chama elo mapyobu. Gumising ako ng maaga. Soso tayame. Gumising ako ng maaga. Soso tayame. Kita tayo bukas. Kita tayo bukas. Manapyama tuijame. Kita tayo bukas. Ngaro manapyama tuijame. Manaya debu sore sa jaw ma le charo di sa long a shade ji ta long ko twi lai me ai da ka ro nakaka pahinga နကကပါပါဟင်းငါဒီလိုမျိုးဖတ်ရင်လည်းရတယ်ပေါ့နော်ငါမနာရသေးဘူးဒီစာကြောင်းမှာပါဟင်းငါဆိုတဲ့စာလုံးကိုပဲပြချင်တာဖြစ်ပါတယ်နကကပါဆိုတဲ့တလုံးရှိသေးတယ်ပေါ့နော်အဲ့ဒါတော့ထားလိုက်ပါတော့ဒီမှာကနကကနဲ့ပါဟင်းငါကိုပေါင်းထားတာဖြစ်ပါတယ်hindi pa nga ako nakakapahinga hindi pa nga ako nakakapahingaငါအခုထိအနားမယူရသေးဘူးဒီနေရာမှာ energy ငါဆိုတဲ့စာလုံးကိုရဲ့သင်ခဲ့ဘူးတယ်ပေါ့နော်အရှိမအဲ့ဒါကြောင့်ဒါမပြောပြတော့ပါဘူးနကကပါဟင်းငါဒီစာကြောင်းကဒီနကကပဲဖြစ်ဖြစ်နကကပါပဲဖြစ်ဖြစ်သူကဒီစာလုံးတွေနဲ့ပေါင်းလိုက်ပြီဆိုရင်အခွင့်အခါကိုလိုက်ပြီးတော့ကိုကစကားလုပ်ပြီးတော့ပြောရမယ်ပေါ့နော်စကားစဉ်းစားပြီးတော့ပြောရမယ်ဘယ်လိုစဉ်းစားရမှာလဲဆိုတော့ပါဟင်းငါဆိုတာကအနားယူတည်ပေါ့ဒီမှာကနကကားနဲ့ပေါင်းလိုက်တော့သူကအနားယူဖို့အခွင့်အရေးမရသေးဘူးဒီလိုပြောတာပေါ့နော်အဲ့တော့ပါဟင်းငါနဲ့ဟင်းသီးကိုပဲပေါင်းလိုက်လို့မရဘူးလားဆိုရင်အဲ့ဒါကတော့ရတယ်ဒါပေမဲ့ grammar အရာကျတော့စကားအရာမပြည့်စုံဘူးလို့ပြောရမှာပေါ့နော်hindi pa nga ako nakakapahinga ငါအခုထိအနားယူဖို့အချိန်မရသေးဘူးဒီလိုမျိုးပြောတာဖြစ်ပါတယ်